တရားတက္ကဖရာအမပေါင်းသူတော်ကောင်းတို့ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်ခရိုင်ဒါလီမြို့နယ်ခွဲနားယောင်ကြီးရွာအုပ်စုတောင်သုံးလုံးအောက်ရွာပကံကုန်းတော်ပေါ်တွင်မာရဝိဇယဘွဲ့တော်အမိရတော်မူသောရွှေစည်းကုန်းဘုံတော်သူစေတီတော်မြတ်ကြီးတီထားကိုးကွယ်နေပါသည်။၎င်းစေတီတော်မြတ်ကြီးတီထားကိုးကွယ်ရာ၌ကုသိုလ်စုဘူးများဖြင့်ကုသိုလ်တရားပွားများနိုင်ရန်အတွက်စေတီတော်ကြီးပြည့်မြောက်နိုင်ရန်အတွက်မိမိတို့တအားသမျှနေ့စဉ်ကုသိုလ်စုဘူးစု၍လူဒန်းပါဝင်ကြသောကုသိုလ်ရှင်တို့အား19ရက်5လ2026နံနက်9နာရီအချိန်တွင်တာချီလိတ်မြို့ဝေလူဝံကျောင်းတိုက်အတွင်း၌၎င်းကုသိုလ်အလူရှင်တို့အားလူဒန်းအပ်သောလူပဲဝတ္ထုကုသိုလ်ဝတ္ထုငွေများကိုရေစက်သွန်းချအမြတ်တမ်းပေးဝေ၍ကုသိုလ်စုဘူးလူဒန်းပွဲပြုလုပ်မှာဖြစ်ပါတယ်။၎င်းကုသိုလ်စုဘူးလူဒန်းပွဲတို့ကြွရောက်ကြပါရန်နိဗ္ဗာန်အကျိုးမျှော်၍နိုးဆော်လိုက်ရပါတယ်ကုသိုလ်ရှင်များမပြတ်မကွက်ကြွရောက်ပေးကြပါရန်ကိုလည်းပဲအထူးတလဲနိုးဆော်အပ်ပါတယ်တရားတက္ကဖရာအမပေါင်းသူတော်ကောင်းတို့ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်ခရိုင်ဒါလီမြို့နယ်ခွဲနားယောင်ကြီးရွာအုပ်စုတောင်သုံးလုံးအောက်ရွာပကံကုန်းတော်ပေါ်တွင်မာရဝိဇယဘွဲ့တော်အမိရတော်မူသောရွှေစည်းကုန်းဘုံတော်သူစေတီတော်မြတ်ကြီးတီထားကိုးကွယ်နေပါသည်။၎င်းစေတီတော်မြတ်ကြီးတီထားကိုးကွယ်ရာ၌ကုသိုလ်စုဘူးများဖြင့်ကုသိုလ်တရားပွားများနိုင်ရန်အတွက်စေတီတော်ကြီးပြည့်မြောက်နိုင်ရန်အတွက်မိမိတို့တအားသမျှနေ့စဉ်ကုသိုလ်စုဘူးစု၍လူဒန်းပါဝင်ကြသောကုသိုလ်ရှင်တို့အား19ရက်5